要把干出，可那他有，来呀，哦哟，哦们。那唯一的老东西叫啥海的？这把蛮好的，老维扬的，啊漂亮的，乖的，老东西的，啊我的，啊啥的，关了的，我的，我的，老啥的，我家的，老谁的，啥的，老啥的叫的，哦，你的啥漂亮的，你家有啊的，好的，阿姨们的，你家的，你家的，你好了家伙，这啥方面的记录？高家批评比赛，这家批评比赛，这家批评比赛，你两手，我要你吧，我看俺连多少皮，这得手里来啊，加油把你打五，ရဲဘော်တို့နဲ့အခုလိုတွေ့ဆုံပြီးအမှားစကားပြောကြားခွင့်ရတဲ့အတွက်များစွာဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါတယ်သူ့ရဲ့ပူဇာသူ့ကျေးဇူးတင်ရှိကြောင်းနဲ့ရဲဘော်တို့ရဲ့စိတ်ဓာတ်ကိုဂုဏ်ပြုပါကြောင်းဥပဒေပြောကြားလိုပါတယ်အခုချိန်ခါမှာတော့ဘာပြောပြောတိုင်းပြည်လိုညီညွတ်ညွတ်နဲ့တိုင်းသားတော်လိုင်းဖွဲ့ရင်းနဲ့ညီညွတ်နဲ့ပါဝင်ဆောင်ရလာတဲ့အတွက်ငါတို့တော်လိုင်းရေးဟာအောင်မြင်တဲ့အနေအထားဖြစ်ခဲ့ပါတယ်။ငါတို့ရဲ့တရားဝင်ကြားမှာစေဝန်ခွင့်အောင်ငါတို့ရဲ့ပြည်သူကြားမှာစေဝန်ခွင့်အောင်ဒီအောင်ထမမင်းဝင်ကြတာရှိပါတယ်။ဒါကိုတော့ရုပ်ကိုဒီဆက်စစ်တယ်။ငါတို့မှာရုပ်ဝတ္ထုအခုဆိုရင်လည်းစိတ်သက်သာပြီးဝအခိုင်အမာဖြစ်ပါတယ်။ရေဘော်တို့ရဲ့ကျူးစာမှုအားလုံးကိုဂုဏ်ပြုပါကြောင်းပြောကြားပြီးကုန်းချုပ်ပါတယ်။ စတင်ဖြတ်သန်းရတဲ့အခြေအနေမြို့သားညီညွတ်ရေးဆိုရဲ့ကျိုးပန်းဆောင်ရွက်မှုတွေလက်ရှိရရှိနေတဲ့နိုင်ငံရေးဆိုင်ရာအောင်မြင်မှုတွေစီးရေးဆိုင်ရာတိုးတက်မှုတွေရှေ့ဆက်ဖြစ်နိုင်တဲ့အစီအစဉ်အလားအလာတွေကိုဒါတို့ဒီလိုရဲဘော်တို့ကျေနွေးရှင်းဝိုင်းဖြစ်တယ်ပိုးနေတဲ့တိတ်ပါမပြောကြမလို့တော့ဘူးရှေ့ဆက်လာမဲ့အစီအစဉ်တွေမှာစူးစမ်းနေတဲ့အပေါ်မှာအခုဆိုရင်ငါတို့တွေတိုက်ပွဲဝင်ဖို့အတွက်အခြေအနေကောင်းတစ်ခုကိုရောက်ရှိလာတော့မှာဖြစ်တယ် ဒီနေရာမှာနည်းနည်းပြောချင်တာက
စစ်တိုက်တယ်ဆိုတာစိတ်ခံစားရစုနဲ့စစ်တိုက်လို့မရဘူးအဲဒီဒါတို့ရဲဘော်တို့သိဖို့လိုတယ်စိတ်ခံစားခြင်းနဲ့စစ်တိုက်လို့မရဘူးစစ်ပွဲမှာအမြဲတမ်းကိုနိုင်မယ်လို့လည်းဆုံးရှင်းထားလို့မရသလိုကိုမရှုံးအောင်လည်းကိုလုပ်ရမှာဖြစ်တယ်ဒါကြောင့်မို့လို့အရေးကြီးတာအမိန့်နာခံမှုပဲဒီကြလာတခုကတော့စစ်ပွဲကိုတိုက်တော့မယ်ဆိုလို့ရှိရင်ငါတို့အရင်ဆုံးသိထားရမှာကငါတို့ဘယ်လိုတိုက်မှာလဲဘယ်လောက်တိုက်မှာလဲဘယ်လိုပုံစံနဲ့တိုက်မှာလဲငါတို့မှာဘယ်လောက်ပြည့်စုံပြီးလဲဒီအရာလည်းအရာဒီတော်မှုကိုယ့်ရဲ့ပြည်လာမှုသာခုသွားတိုက်မယ်ဒီလိုသွားရီကိုမရှင်းရနဲ့ဒီမော်ဒတက်သွားလို့ရမလားရဘူးအဲ့လိုတက်သွားရင်ဘာဖြစ်ကုန်ဒီကိုပါလို့ဒါကြောင့်မလို့အရေးကြီးတာအမိတ်ကိုယ်စိတ်ကစားကြတဲ့ဘေးရောင်မှမသုံးပြတ်ဘူးအများနာငါတို့ဒီစဉ်းစားနေတာဖြစ်တတ်ဖို့ဒါပေမဲ့ခုနကငါတို့နိုင်တဲ့ပွဲပဲတိုက်တယ်ရဲဘော်ရဲ့အသက်ဟာအလကားရတာမဟုတ်ဘူးဒီလိုတောက်အောင်တန်ဖိုးထားတယ်အမလည်းလို့ဆိုပဲဘယ်တော့မှမလုပ်ဘူးဟာဒီလောက်ထားကြတယ်ကွာသွားချပြီးတဲ့ဟာဆိုငါတို့စိတ်ထဲမှာမရှိဘူးရဲဘော်တို့ငါတို့သားကြီးလိုပဲပြောထားတယ်တောင်းဝင်ချိန်မှာဖျောက်ကြည့်တယ်ဆိုတော့တောင်းပြင်ပတူနေတဲ့ချိန်မှာဒီသားစုလိုပဲငါတို့KNLကိုလည်းဒီလိုပဲကြည့်သားတို့ရဲဘော်တို့နဲ့ငါတို့ဒီလိုပဲဆက်ဆံတာဖြစ်ဟာဘွားဒီဘွားအေးတာပဲဆိုတာဒီမှာလုပ်လို့ရတဲ့ຢာမဟုတ်ဘူးငါတို့တွေတိုက်တဲ့ပွဲဒီကော်မတီတိုက်ဖို့ရှိရတယ်တာမယ်တော့ဒီခိုင်တဲ့ဒီနားငါတို့တာဘူးတော့တိုက်ရမှာဖြစ်တယ်တယောက်ချင်းစီတဲ့အသက်ကတန်ဖိုးရှိတယ်ဒါမဲ့ဒါကိုတောက်နေလို့လည်းငါတို့ကအောင်ပုံရမှာမဟုတ်ဘူးဒါကြောင့်မလို့အနောက်မှာကြံနေလို့ရှင်းသွားခြင်းရဲ့သားနဲ့ငါစစ်တိုက်ရင်ငါ့ကိုမပြေးတိုက်ဘူးဆိုတဲ့ဟာမျိုးတွေလည်းပါတီကားရတာရှိတယ်ဒီကြတာကရှင်းတော့ခေါင်းဆောင်တတ်မှုတွေကဒီကြပြောင်းပြင်ပြီးတော့မှလောက်ဆောင်နေတဲ့ခါမှာရှင်းတမ်းမှာပဲတာရတဲ့နောက်တမ်းမှာပဲတောင်းယူသားယူတာဘာမှငါတို့ဒီပွားကြလူဘူးဒီကြတာကတော့ငါတို့အားလုံးတိုက်ရမှာဒီကိုတိုက်ရမယ်အနေရောက်လာရင်ကိုတိုက်ရမယ်ချိန်ရောက်လာရင်အောင်ပွဲရအောင်တိုက်ဖို့ပဲပြောချင်တယ်စိတ်ရသဘောကတော့လိုလေးလိုဖြစ်ရမယ်ဟိုအသွားလာအနေထဲလိုချွေရေးနော်စိတ်လိုချွေရေးပြီးတော့လည်းတည်လိုချွေရေးနော်အဲ့ဒါပြစ်စည်းရလိုချွေရေးကျွန်တော်တို့မှအဲ့ဒီအရာနေကြတော့ဘာမှလိုချွေမှုမရှိဘူးအဓိကကတော့ဟိုရဲဘော်တို့အားလုံးတင်တာတက်ပြီးဒီလိုလေးလိုကတော့ဆော်ရွက်ပေးပါဒီလိုမျိုးတင်တာကောင်းမွန်တက်ခတ်ပြီးတော့ခုနအထက်ကရစီပြောနေသလိုပဲတွင်းထဲသားထဲမြင့်ထဲနဲ့ပဲပြောစီခြင်းနဲ့ပြီးတော့လည်းကျွန်တော်တို့အထက်ကမြင့်နဲ့ညွှန်ကြားချက်ရနဲ့ပဲသွားစီခြင်းနဲ့ပြီးတော့လည်းတယောက်တစ်ပေါက်နဲ့မသွားစီချင်ဘူးအခုလည်းဟိုရဲဘော်တဲ့တွေ့နေတဲ့အတန်းပဲဟိုအရင်ကအခုချိန်ထိနော်ပြီးပြစ်ဆိုတာမရှိသေးဘူးနော်ဘာကြောင့်အဲ့လိုမျိုးဖြစ်တာလဲကြတော့ကျွန်တော်တို့တော်လာရေးကလအဲ့တော့တချို့တွေကတော့ဟိုလှုပ်ချင်တဲ့စစ်များလာရင်တဲ့အချိန်မှာဟိုကိုဒီကိုရှိနေတယ်အခုကလည်းဟိုရဲဘော်တို့အားလုံးကတော့ဟိုကိုဒီကိုခိုးစားမလို့ဘူးပြောရမယ်ဆိုရင်တော့ဒီနေရာမှာကြာလာတဲ့တာဝန်တွေကြတော့ဒီပူတာနဲ့ပဲပြဆက်ရမယ်ဟိုစစ်တက်ဖို့ကတော့ရသူတရဲတော့ကိုတည်ရဖို့ပြည်စင်ထားဟောအခုကတော့ကျွန်တော်တို့မှာရတော့ဘာမှဟိုပြောကြည့်ပြောဟိုနားထော်လဲဒီနားထော်လဲမလိုဘူးဟောစစ်တက်တာကြောင့်ဒီကအမေနဲ့ပဲဆော့ရမယ်ဟောအဝေးကအမေဆော့စရာမလိုဘူးခေါ်မဲကဓမဲပဲရှိရမယ်ဓမဲမရှိရဘူးဟောအမေကဓမိတ်ပဲကျွန်တော်ပြောချင်တာကတော့အဓိကကတော့ခင်ဗျားတို့တင်တာတက်ပြီးဟောကြားရတဲ့တာကိုကတော့လုံးဝမမြင်နိုင်ကျွန်တော်တို့ကတော့တင်ဖို့ကြောက်နေတာနှစ်ခါသုံးခါတေးရတယ်သိလားဟောတင်ဖို့မကြောက်ရတဲ့ခါပဲတေးရမယ်အဓိကဒီပွဲကိုကျွန်တော်တို့အောင်မြင်ဆက်သွားမယ်အောင်မြင်မဆက်သွားဟိုတပတ်ဒီပတ်ကတော့ဘယ်လိုမှအောင်မြင်ချင်းလာကြမရှိဘူးတော်လာရေးကြတော့အောင်မြင်ချင်းလာကြတော့ပါခင်လာမဟုတ်ဘူး
ဒါစူကလာပဲခင်ဗျားတို့တိထားဖို့လိုတယ်ကျွန်တော်တို့ပြောစီချင်နိုင်ကြတော့ဟိုအထက်ကအမင်းနဲ့ပဲသွားချင်တယ်နော်အထက်ကအမင်းနဲ့မသွားဘဲနဲ့ဒီယူနီဖောင်းတွေဒီလက်နဲ့ကန်တာတွေရတော့အလကားပဲဖြစ်သွားတယ်ဟိုတပေါ့ဒီတပေါ့နဲ့အခုကတော့ကျွန်တော်တို့ဟိုအဲ့လိုမျိုးဖြစ်စီချင်တာတော့ဒေတာခေါ်ပြီးတော့ခင်ဗျားတို့ဟိုဒေတာပေးခဲ့တာငါတို့ဟာတိုင်မင်းမြို့သားညီညွတ်အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖြစ်စတင်ဖွဲ့စည်းဖြစ်ခဲ့တယ်။ဘာကြောင့်တို့ဖွဲ့စည်းခဲ့လဲဆိုပြည်သူလူထုကိုအကာအကွယ်ပေးနိုင်ဖို့အတွက်ဖြစ်တယ်။အဲ့တော့ငါတို့ဒီဓာတ်တွေငါတို့ဖွဲ့စည်းလိုက်တဲ့ဒီရဲဘော်တွေရဲ့အားလုံးကတာဝန်ကဘာလဲ။ပြည်သူလူထုကာကွယ်ဖို့မဟုတ်လား။ဟုတ်ပါဘူး။ပြည်သူလူထုကိုကာကွယ်ဖို့ဆိုရင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့လိုတယ်ဒါကြောင့်ဒီလိုဓာတ်တွေလုပ်ထားတာပြည်သူလူထုကိုကာကွယ်ဖို့ပြောတဲ့အခါမှာလူဦးတရားကိုကာကွယ်ဖို့ပါလားဟုတ်ပါဘူးတဆူတစ်ခွက်ကိုကာကွယ်ဖို့ပါလားဟုတ်ဘူးပြည်သူလူထုကိုနှီးမျိုးစုံနဲ့သိတဲ့နေတဲ့လူလူစုကိုတိုက်ထုတ်ရမယ်ပြည်သူလူထုကိုအကာအကွယ်ပြုရမယ်အဲ့တော့ငါတို့ရဲ့ပန်းနိုင်ကိုမမေ့နဲ့ငါတို့ရဲ့ရန်သူကိုမမေ့နဲ့ငါတို့ဘယ်လိုဆောင်ရဘယ်လိုဆက်သွားမလဲဆိုတဲ့ပန်းနိုင်ကိုမျက်ခြေမပြတ်ငါတို့ရဲ့ပန်းနိုင်မျက်ခြေပြတ်ပြီဆိုရင်ငါတို့ရဲ့ရန်သူကိုငါတို့မမြင်တော့ဘူးငါတို့ရဲ့ရန်သူငါတို့မမြင်တော့ဘူးဆိုရင်ငါတို့သွားလို့တဲ့ပန်းနိုင်ဝေဝါးပါမယ်နောက်များပါလဲရဲဘော်တို့ရဲ့အလေးအသင့်တယ်လို့ရဲဘော်တို့အတွက်ဒီလိုမမတင်နေဒီလိုအစင်းမြင့်တင်နေအကြက်တင်နေဆက်သွယ်တင်နေနေစိန်ဆက်မပြလာနေမှာဖြစ်တယ်ဆရာတပည့်ညင်ညွတ်ရမယ်ရဲဘော်ချင်းချင်းညင်ညွတ်ရမယ်မဟာမိတ်ချင်းချင်းညင်ညွတ်ရမယ်ဒီလိုမျိုးညင်ညွတ်မှုမရှိဘူးငါတို့က PDF မှာ PDF ငါတို့က KNU ငါတို့ကဟိုခွက်စီဒီခွက်စီဒီလိုမျိုးသဘောထားနေစရာမလိုဘူးပန်းနိုင်တစ်ခုကိုရဖို့အတွက်ညီညွတ်သွားဖို့လိုတယ်မညီညွတ်ဘူးဆိုရင်ငါတို့သွားလို့တဲ့ပန်းနိုင်လဲအခက်ခဲဖြစ်လာနိုင်တယ်အဲ့လိုမျိုးတယောက်နဲ့တယောက်တွေးခွဲနေမယ်တယောက်နဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့မညီညွတ်ဖြစ်နေမယ်ဆိုရင်ငါတို့သွားလို့တဲ့ပန်းနိုင်အတွက်အခက်ခဲဖြစ်နိုင်တယ်အဲ့တော့ငါတို့ရဲ့ပန်းနိုင်ရောက်ဖို့အတွက်ဘုံရန်သူကိုမမေ့နဲ့စီစီလုံးညီညွတ်နေကြငါတို့အားလုံးငါတို့တက်မတော်သားအားလုံးစီကံပြည့်ဝတဲ့စီကံလိုက်နာပြီးတော့ညီညွတ်တဲ့တက်မတော်တစ်ခုဖြစ်ပါစေလို့ဆုတောင်းရင်းဒီကောက်ချုပ်ပါလားကျေးဇူးတင်ပါတယ်
ကပ်လာတော်မူလာ